ကိုကအပေါင်းအသင်းရှားတဲ့အထဲပါတယ်စကားတွေအများကြီးမပြောတတ်ဘူးလူတွေကိုသဘောကျလောင်သိမ့်မလုပ်တတ်ဘူးမြောက်ပြောတာတို့ဖားတာတို့ဆိုပို့ဆိုးလုံးဝမလုပ်တတ်ဘူးဆိုရှယ်ရန်ကောင်းတဲ့ထဲထဲမပေါ့မသိတဲ့လူတွေကမာနာကြီးတယ်ထင်ကြတယ်တကယ်တမ်းကိုကလောရမယ့်တာဝန်ကိုလုံရင်တယောက်တည်းနေတဲ့သူအေးစေးသမားပေါ့ဘုံစပစ်သိမ့်များတယ်သူသိမ့်တန်ရောစင်ကြီးတယ်တကယ်ရင်ပတ်နဲ့ပေါင်းတဲ့လူဆိုသိရှားဒါတောင်အစ်မှန်တဲ့လူတချို့လည်းအခုဆိုရင်အရင်ကြီးဆုံးစိမ့်နေတာဖြစ်တယ်အခုပြဿနာကြုံလာရင်သူများတို့အပြေတော့အကူကြီးတော့မယ်မိတ်ဆွေမျိုးမရှိဘူးအဲ့ဒီတော့စစရရကိုအားကိုတာများတယ်ကိုလုံးစရာရှိရင်လုံရင်းနဲ့ဘဝကိုကြိုးစားရှင်းတယ်ငိုစရာရှိရင်ငိုလိုက်ပျော်စရာရှိရင်ပျော်လိုက်ကိုမခေါ်မပြောချင်တဲ့